လူငယ်ဖိုက်တာနဲ့ရှင်ပြိုင်ပြီး2016ခုနှစ်ထဲမှာကမ္ဘာအသက်ကြီးဆုံးလက်ဝှေ့သမားအဖြစ်စံချိန်တင်မှုကြိုးစားမဲ့မန်နီဘက်ကွီအိုပရိသတ်များလုံးမဲ့မင်္ဂလာပါမြအက်ဂရစ်မာရှယ်စပေါ်ကတင်ဆက်နေပါသည်လက်ဝှေ့လောကရဲ့ကနဝင်ကျော်မော်မန်နီဘက်ကွီအိုက2016ခုနှစ်မှာအသက်48နှစ်ပြည့်တော့မှဖြစ်ပေမဲ့တည့်တိုက်ပွဲဝင်လို့ဇိတ်ကတော့အသက်20ရွယ်လူငယ်တယောက်လိုတောက်လောင်နေစေဖြစ်ပါသည်အထူးသဖြင့်တော့ရော်လီရိုမာရိုလိုလူငယ်ဖိုက်တာတဦးနဲ့ကမ္ဘာချန်ပီယံကပတ်အတွက်ထိုးသက်မဲ့တဲ့င်းကလက်ဝှေ့လောကကိုဟိုလေးတချော်ချော်ဖြစ်စေခဲ့ပါသည်လက်ရှိလက်ဝှေ့သမိုင်းမှာအသက်ကြီးဆုံးချန်ပီယံဖြစ်စံချိန်တင်ထားသူကတော့ဘာနက်ဟော့ကင်ဖြစ်ပါတယ်။သူကအသက်48နှစ်အရွယ်မှာကမ္ဘာချန်ပီယံကပတ်ကိုသိမ်းပိုက်နိုင်ခဲ့တာပါ။ဘကွီအိုက2026ခုနှစ်မှာ WBA Welterweight ကပတ်ကိုရယူနိုင်ခဲ့ရင်သူကအသက်48နှစ်နဲ့ကမ္ဘာချန်ပီယံဖြစ်လာမှာပါ။ဒါကဟော့ကင်ရဲ့စံချိန်ကိုနီးကပ်ဆုံးလိုက်ပါတာဖြစ်တယ်လို့ဝိတ်တန်းနှိမ်ပိုင်းကနေစတက်လာတဲ့ဖိုက်တာတယောက်အနေနဲ့ဒီသက်ရွယ်မှာချန်ပီယံဖြစ်လာတာကဟော့ကင်ထက်တောင်ပိုပြီးခက်ခဲတဲ့စွမ်းဆောင်ရည်လို့ဆိုနိုင်တာဖြစ်ပါတယ်။ဝိတ်တန်း၈ခုချန်ပီယံဆိုတဲ့စံချိန်တင်ထားပြီးသားဘက်ကွီအိုအတွက်ဒီစံချိန်တစ်ကသူ့ရဲ့ legacy ကိုဘယ်သူမှမလိုက်နိုင်တဲ့အမြင့်ဆုံးအဆင့်စီကိုပို့ဆောင်ပေးမှာဖြစ်ပါတယ်။ရိုလီဒိုမဲရိုဆိုတာကလက်ရှိလက်ဝှေ့လောကမှာပါဇက်အတန်ဆုံးနဲ့ပွဲစုအောင်အလုံနိုင်ဆုံးဖိုက်တာတွေကတယောက်ဖြစ်ပါတယ်။ရိုမဲရိုကဘက်ကွီအိုကိုအဘိုးကြီးလို့ခေါ်တာမျိုးဒါမှမဟုတ်ဘက်ကွီအိုရဲ့ရင်ကရှုံးနေမှုတွေကိုလောင်ပြောင်တာမျိုးတွေလုပ်လာမှာသိကြပါတယ်။ဘက်ကွီအိုကတော့အမြဲတမ်းတည်ငြိမ်ပြီးတော့အပြုံးနဲ့တုံ့ပြန်တတ်သူ Humble Legend ဖြစ်တာကြောင့်ဒီနှစ်ယောက်ရဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲတွေကမီးနဲ့ရေတွေ့လိုမျိုးအတော်လေးစီကားမှာသိကြပါတယ်။